ဒီနေ့သင်ပေးမှာပေါ့နော်ဒီ Real Murphy ဒီ Software Edition ပေါ့နော်ဒီ intermediate level လောက်ရှိတဲ့ဒီစာအုပ်ထဲကနေပြီးတော့မှဆရာ unit ခန်းစီရှိရပေါ့နော် unit ဒီမှာဒါကတော့ unit 1ပါunit 1တော့ unit ဘယ်နှခုရှိလဲဆိုတော့စုပေါင်း unit ပေါင်းက140ကျော်ရှိတယ်ပေါ့နော် unit ပေါင်းကျွန်တော်တို့မြိုင်ဟုတ်တယ်145ရှိတယ်အဲ့တော့ဆရာဒီ unit 1နေစပြီးတော့မှဒီတခန်းကြီးစီပေါ့နော်ဆရာရှင်းပြသွားမှာပါအဲ့တော့စာအုပ်တွေဝယ်ထားပြီးတော့ပေါ့နော်ဘယ်လိုလေ့လာမလဲမသိဘူးဒီဗီဒီယိုကြည့်ပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့ဆရာတို့ဒီပထမဦးဆုံး unit 1ကနေစလိုက်ကြအောင် unit 1ဆိုတော့ဘာလဲဆိုတော့ဒီ present continuous present continuous ဆိုတော့ဆရာပြောရမယ်ဆိုရင်တော့ဒီဇက်တိုက်ဖြစ်ပြနေတာပေါ့နော်ဒီပြောနေတဲ့အချိန်ကာလဝင်းကျင်သို့မဟုတ်ပြောနေတဲ့အချိန်မှာဇက်တိုက်ဖြစ်ပြနေတဲ့အချိန်မျိုးဆိုတော့ပြောချင်တဲ့ခါကျရင်ဒီ present continuous tense ကိုသုံးတယ်အဲ့တော့ဒီ present continuous tense ကိုလေ့လာဖို့ဆိုရင်ဆိုတော့ဘာအခြေခံနေလဲဆိုရင်ဘာလေ့လာမလဲဆိုရင် subject pronoun တွေလေ့လာရမယ် I will use the he she တွေလေ့လာရမယ်ပြီးဆိုတော့ verb to be မှာ subject verb agreement conjugation လုပ်တတ်ရမယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ I ဆိုရင် am နဲ့တွဲမယ်ဟုတ်လား we use တွေဆိုရင် are နဲ့တွဲမယ် he she ဆိုရင် is နဲ့တွဲမယ်ဟုတ်ပြီနော်နောက်ပြရင်ဆိုတော့ verb တွေကိုလည်း verb ing form ပြောင်းတတ်ရပါမယ်အဒီဟာအခြေခံလေ့လာဖို့ပါဆိုရင်တော့ဒီ tense ကလွယ်ပါတယ်အဲ့တော့ဒီဆိုတော့ဒီ study ပထမဆုံးဆိုတော့ဒီပုံလေးကြည့်ကြည့်အောင်ပေါ့နော် study this example situation ပေါ့နော်ဒီဥပမာအခြေအနေလေးလေ့လာကြည့်ပါသူပြောပါနော်အဲ့တော့ Sarah is in her car Sarah ကသူ့ရဲ့ကားထဲမှာပေါ့နော်သူ့ရဲ့ကားကိုကြည့်လိုက်ပါဘာလို့နေလဲဆိုတော့ she's on her way to work သူကအလုပ်ကိုသွားနေပါနော် and she's driving to work သူကဘာလုပ်နေလဲဆိုရင်ဒီအလုပ်ကိုကားမောင်းပြီးသွားနေပါနော်အဲ့တော့ကျတော့အခုချိန်မှာပြီးပြီပေါ့နော် what is she doing now သူကဘာလုပ်နေလဲဆိုရင် she is driving ပေါ့သူကကားမောင်းနေတယ်ဒါပြောနေတဲ့အချိန်မှာဒါကိုလုပ်နေပေါ့နော်ဒါကြောင့်မို့ဆိုတော့ she is driving ပြောတာဟုတ်ပြီဒီမှာဆို she she s sheep ဆိုပြီးပေါ်တွေ့မှာပေါ့နော်အဲ့ဒါဘာပြောရလဲဆိုတော့ဆိုတော့ဒီအတူချုပ် construction form ဆိုတာသူ့ရဲ့အရှိကဘာလဲဆိုတော့ she is ပေါ့နော် she is ဒါ she ဆိုတာဆိုတော့ဒါအတူချုပ်ပေါ့နော်ပြီးတော့ဆိုတော့ထုံးစံတိုင်းပဲ drive ဆိုတဲ့ verb ကိုပိုင်းကြီးပုံစံပြောင်းဒါဒီမှာတစ်ခုတတိထားမှာဆို drive တို့ have တို့ပေါ့နော်စသဖြင့်ဒီ verb တွေကဘာနဲ့ဆုံးလဲဆိုရင် vowel e နဲ့ဆုံးတယ်ဒီ vowel e နဲ့ဆုံးတဲ့ verb တွေကိုဆိုတော့ပိုင်းကြီးပုံစံပြောင်းမှာဆိုရင်ဒီ vowel e ကိုဖြုတ်မယ် leave it out လုပ်မယ်ပြီးဆိုတော့ဘာပေါင်းပြရမလဲဆိုရင် ing ပေါင်းပြရမယ်ဒါကတော့ချွင်းချက်ပေါ့နော်တချို့ verb တွေကဆိုတော့ပြောင်းစရာမလိုဘူး regular verb တွေဖြစ်ကြရဲဆိုတော့ play တို့ eat ဆိုရင်နောက်က ing ထည့်ရမယ် playing တို့ eating တို့ပဲဒါပေမဲ့ဒီမှာကျတော့ဒီလိုနောက်က vowel နဲ့ဆုံးတဲ့ verb တွေလို့ကျတော့ဆိုတော့နောက်ကနေ ing လေးပေါင်းပြရမယ်အဲ့ကြောင့်ဆရာပြောခဲ့ပေါ့နော်ဒီ present continuous tense ကိုလေ့လာမယ်ဆိုရင်ပထမဦးဆုံး subject pronoun တွေကိုသိရမယ်ပြီး verb to be ကိုသိရတဲ့ subject နဲ့အမျိုးစုကိုနော် subject verb agreement တွဲတတ်ရမယ်နောက်တစ်ခုကတော့ verb မျိုးဆိုတော့ verb ပုံစံပြောင်းတတ်ရမယ်ဟုတ်ပြီနော်အဲ့တော့ this means ဆိုလိုတာက she's driving now သူမကကိုကားမောင်းနေပါတယ် at the time of speaking ဆရာပြောရတိုင်းပဲပြောနေတဲ့အချိန်မှာ the action is not finished action is not finished ဆိုဒီပြောရတဲ့ action ကမပြီးသေးဘူးပေါ့နော်ဒါကိုသူမကလုပ်နေတော့မယ်လို့ပြောချင်တာပါအဲ့တော့ I miss sublet by ing ရတဲ့ is the present continuous ပေါ့နော်ဆက်ပြော why the present continuous tense structure ကိုပြောပါဆိုရင်တော့သူရဲ့ structure ကိုပြောပါဆိုရင်တော့ I miss sublet by ing ပေါ့နော်ဒါမှဆရာခုနပြောရတာပဲ I will use the he she is ဆိုတဲ့ subject ဒီ9မျိုးပေါ့နော် but စီရတဲ့ verb to be နဲ့တွဲသုံးတတ်ရမယ်ဟိုက I ဆိုရင် am he ဆိုရင် he she is ဆိုရင် is we you they ဆိုရင် are အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်ဆိုတော့အတူချုပ်ပုံစံဒီ past tense နဲ့မှာဆိုရင်ပေါ့နော် I am ကပြောင်းမယ်ဆိုရင် I'm ဆိုတော့ I'm post am ဆိုတော့အတူချုပ်ပုံစံ I'm ဖြစ်သွားမယ် he she is ဆိုရင်တော့ he's တို့ she's တို့ is တို့ဖြစ်သွားမယ်ပြီး we you they ဆိုရင် we're တို့ you're they are အဲ့လိုမျိုးဖြစ်သွားမယ်ပြီးရင်နောက်ဆိုတော့ဘာလိုက်မှာလဲဆိုရင်ထုံးစံတိုင်းပဲ find ကြည့်လိုက်မယ်ဟုတ်နော် find ကြည့်လိုက်ပါမယ်အဲ့ဆိုရင်နောက်တစ်ခု B ကိုတစ်ချက်လောက်သွားကြည့်ရအောင်နော် B ကို okay ရပြီ B ရကြဆိုတော့ဘာပြောလဲဆိုတော့နော် I'm doing something သူကကိုကတခုခုလုပ်နေလို့ပြောရဲဆိုရင်ဒါကဘာနဲ့သွားတူရလဲဆိုရင် is equal to I started do it and I haven't finished အဲ့ဒါကိုစပြီးတော့လုပ်ခဲ့ပြီးသွားပြီ and haven't finished ဆိုတော့ပြီးသေးလို့ပြောချင်တယ်I'm in the middle of doing it ပေါ့နော်ဒါက in the middle of doing it ဆိုတော့ဘာပြောလဲဆိုရင်ဒါလုပ်နေစေကြီးလို့ပြောချင်တယ်မပြီးသေးဘူးပေါ့နော်လို့ပြောချင်တာ
ဥမာလေးချက်ကြည့်ချင်တာပါဥပမာဆိုရင်ဆိုတော့ဒီ please don't make so much noise I'm trying to walk အဲ့တော့ကျေးဇူးပြုပြောပါနော်စုညံတန်နေအရင်ကြီးမလုပ်ပါနဲ့စုညံရမ်းမလုပ်ပါနဲ့ပေါ့နော် I'm trying to walk အခုငါဘာလုပ်ဖို့ကြိုးစားနေရလဲဆိုရင်အလုပ်လုပ်ဖို့ကြိုးစားနေနော်အဲ့တော့ကျေးဇူးပြုပြီးတော့အနောက်ရှေ့မတွေ့ပါနဲ့ပေါ့နော်ငါဒါလုပ်ဖို့ကြိုးစားနေတာကြောင့်မလို့အဲ့ဆိုတော့ပြောလို့ရပါဘော please don't make so much noise because I'm trying to study စာလုပ်ဖို့ကြိုးစားနေလို့ပါကျေးဇူးပြုစုညံတန်အရင်စုညံမလုပ်ကြပါနဲ့နော်ပြီးနောက်တစ်ခုဆိုတော့ where's Mark မှာတော့ he's having a shower he's having a shower ဆိုတော့ဘာပြောလဲဆိုရင်သူအခုဘာလုပ်နေရလဲဆိုတော့ရေချိုးနေရပေါ့ he's having a shower လက်ရှိသူလုပ်နေပြောနေတဲ့အချိန်မှာလည်းသူကရေချိုးနေမှမလို့ပေါ့နော်အဲ့ဒါကိုဆက်တော့သွားပြီးတော့ phone 1နေနဲ့သုံးလို့မရပါဘူး I'm trying လို့ he has လို့ I'm trying လို့ he has တော့ဆရာနောက်တစ်ခါကြာရှင်းပြပါမယ်ဒီကောင်လေးက phone 1နေကဘယ်လိုနေမှာသုံးတာလဲဆိုပေါ့နော်ဒါပေမဲ့လက်ရှိလုံးနေတဲ့ကာလ action တစ်ခုကိုပြောချင်တယ်ဆိုရင်လည်းဆိုတော့ MS Sublet ပိုင်းကြီး present continuous tense ကိုပဲသုံးလို့ရမယ်ပြီးနောက်တစ်ခုဆိုတော့ let's go out now let's go out now ဆိုတော့ hey အပြင်ထွက်ကြရအောင်တဲ့ it isn't raining anymore ခုမိုးရသေးတာဆိုရင်မိုးမရွာတော့ဘူးပေါ့နော်မိုးဆက်မရွာတော့ဘူးလက်ရှိအချိန်ဒီမှာမဖြစ်တော့ဘူးပေါ့ဒါဖြစ်မနေတော့လို့ပြောချင်တာအဲ့ကြောင့်မို့ဆိုတော့ it isn't raining anymore နော်ဒါမှဆိုတော့ it doesn't rain ဆိုပြီးတော့ဘာမှနဲ့ပြောလို့မရပါဘူး how's the new job ဟုတ်လား are you enjoying it အဲ့တော့မင်းအလုပ်တွေအဆင်ပြေလားမင်းအလုပ်တွေကအခြေအနေဘယ်လိုရှိလဲ are you enjoying it မင်းသဘောကျတယ်အဆင်ပြေနေရလားမင်းအလုပ်မှာအဆင်ပြေနေရလားအဲ့လိုပြောချင် what's all the noise အဲ့ဒီညံတန်အဲ့ဆိုညံတန်လေးဘာကြီးတော့ what's going on what's happening what's going on မင်းတူတူပါပဲ what's going on what's happening what's the နော်ပြောချင်တာဘာလဲဆိုရင်ဘာဖြစ်နေရတော့ညံနေရပဲဒီလိုပေါ့နော်sometimes the action is not happening at the time of speaking အဲ့တော့ခါလေကြရင်ဒီကမှာဒါ tricky one ပေါ့နော်ဆိုတော့ရှိမှရှင်းပြလာတာကြာဘယ်လိုလဲဆိုတော့ဒီ present continuous tense ကကိုပြောနေတဲ့အချိန်မှာပဲစတိုင်းဖြစ်နေတာဒါပေမဲ့ဒီမှာထပ်ပြောထားကြပါလဲဆိုရင် sometimes ခါကြ the action is not happening at the time of speaking ပြောတော့ပြောလိုက်တာပဲဒါလုံးနေလို့ကိုကပြောလိုက်တာပဲဒါပေမဲ့တကယ်လို့ကြာအဲ့ဒါကိုလုံးနေရမှာအဲ့ဒါပုံမျိုးပြောချင်တာ the action is not happening at the time of speaking for example တဲ့ Steve is talking to your friend on the phone. Steve ကသူ့တကယ်ချင်းဖုန်းနဲ့စကားဖုန်းခေါ်ပြီးစကားပြောနေပေါ့နော် He says သူကပြောတယ် I'm reading a really good book at the moment. It's about a man. အဲ့တော့သူကဘာကိုပြောနေတာဆိုတော့ထားပါတော့အခုပါနော်ဒီဗီဒီယိုကြည့်နေတဲ့လူကွာဒီနေ့တယောက်ကဖုန်းဆက်နေတဲ့အချိန်မှာ Hey မင်းဘာလုပ်နေရတော့ What are you doing? Oh, I'm just playing games. အခု game စားနေ I'm just hanging out in my house. အိမ်မှာပဲနားနေဒါပေမဲ့ကိုကပြောလိုက်တယ်ငါစာဖတ်နေအိမ်မှာပဲနားနေဒါပေမဲ့တကယ်ကြတော့အဲ့ချိန်မှာကိုကတကယ်ဘာလုပ်နေရလဲဆိုရင်အဲ့ကိုရဲ့တကယ်ချင်းနဲ့ဖုန်းပြောနေတာဘာလို့လဲကိုကတော့ဘာလုပ်နေလဲကိုမေးလိုက်လို့ကိုပြလိုက်တာကဂိမ်းစော်နေရစာဖတ်နေရဒါပေမဲ့တကယ်ကြတော့အဲ့ဒါကိုလုပ်နေရလားမဟုတ်ဘူးဖုန်းပြောနေတာဟုတ်နော်အဲ့ဒါကိုပြောချင်တာ The action is not happening at the time of speaking ပြောချင်တာအဲ့တော့အမှဆိုရင်ဥမာလေးရှိရပါတော့ဖတ်ကြည့်အောင် Steve said Steve ကပြောရဲI'm reading နဲ့ငါစာဖတ်နေလို့ပြောတယ် but he is not reading the book at the time of speaking ဒါပေမဲ့တကယ်ကြာတော့သူကစာဖတ်နေရမဟုတ်ဖုန်းကင်ပြီးဖုန်းပြောနေတာတစ်ဖက်လူကမေးလို့ဒါသူကဒီလိုမျိုးဖြစ်လိုက်တာပေါ့နော်ဒါပေမဲ့တကယ်ကြာတော့သူကစာဖတ်နေရမဟုတ်ဖုန်းပြောနေတာပေါ့နော် he means that သူဆိုလိုတာကဘာလဲဆိုပေါ့နော် he has started reading the book သူစာဖတ်ဖို့ပေါ့နော်သူစလိုက်ပြီဒီစာကိုစဖတ်လိုက်ပြီ but has not finished yet သူဖတ်နေတဲ့စာမပြီးသေးဘူး he is in the middle of doing reading it ပေါ့နော်ဒါကိုသူဖတ်နေစိမ့်လို့ပြောကြတယ်အဲဆိုနောက်ထပ်အခြားသော example လေးကြည့်အောင်ပေါ့နော် Kate wants to work in Italy so she's learning Italian ပေါ့နော် Kate ကအီတလီမှာအလုပ်လုပ်ချင်တယ်ဒါကြောင့်မို့သူကအီတလီဘာစကားကိုလေ့လာနေတယ်ဟုတ်ပြီ but she isn't learning Italian at the time of speaking အဲ့တော့ငါတို့ကထားပါတော့သူကအီတလီကိုသွားချင်တော့အီတလီလေ့လာနေဆိုပြီးတော့ငါတို့ကအဲ့အကြောင်းကိုညဘက်မိသားစုရေးဆုံးမှာပြောမိကြတာပေါ့တကူတငယ်ချင်းအကြောင်းကိုပြောကြသူကတော့အခုဂျပန်စာလေ့လာနေရဲ့ဒါပေမဲ့ကိုကအဲ့အကြောင်းတငယ်မိဘကိုပြောပြနေတဲ့အချိန်ကိုရဲ့ကိုရဲ့ပေါ့နော်တခြားတငယ်ချင်းပြောပြနေတဲ့အချိန်ကထားပါတော့ည7 နာရီလောက်ကြီးဖြစ်နေမယ်ဟုတ်လား7 နာရီလောက်ကြီးအဲ့အချိန်မှာမိဘနဲ့အဲ့လိုအချိန်မှာစကားပြောနေမှာပေါ့ဒါပေမဲ့အဲ့အချိန်မှာသူကအဲ့အချိန်မှာစာလုံးနေပါအောင်မလို့လားသူလည်းအဲ့အချိန်အိမ်ကြလိုက်ပေါ့ဟုတ်တယ်မလားကိုပြောနေရဟုတ်တယ် तू ကလက်ရှိတာကိုလုံနေတယ်နှိမ့်တိုင်းတာကိုလုံနေတယ်ဒါကို तू လုံနေသေးပဲလို့ကိုကထင်လို့ MS Sublet ပိုင်းနေပြောလိုက်ဒါပေမဲ့အဲ့အချိန်မှာတော့တစ်ဖက်လူကကိုပြောတဲ့ဟာကိုလုံချင်မှလုံနေအောင်ပါတခြားအရာ तू လုံနေအဲ့လိုမျိုးဟုတ်နော်အခုနောက်ထပ်ဥပမာလေးတစ်ချက်ကြည့်အောင် Some friends
of mind and building their own house ငါတကယ်ချင်းချိုးရတော့သူတို့အိမ်ကိုပိုင်ဆောင်နေကြပါတော့ they hope to finish it next summer သူတို့ဒါအောင်နောက်နှစ်နွေရာသီမှာပြီးဖို့မျှော်လင့်ထားတယ်တွေးကြခုနလိုအိမ်မလို့ကွာငါတကယ်ချင်းအိမ်ဆောင်နေကြတယ်ဒါပေမဲ့အဲ့အကြောင်းကိုယ့်ရဲ့မိသားစုဝင်တွေပဲအချိန်ည9နာရီလောက်ကြီးမှာသူတို့နဲ့ညစာစားနေမှာတကယ်ချင်းကတော့သူတို့အိမ်တွေဆောင်နေကြတယ်မိသားစုဆောင်နေကြတယ်လို့ပြောရဲဒါပေမဲ့တွေးကြည့်အောင်အဲ့ဒီည9နာရီအချိန်မှာဘယ်သူမှအိမ်ဆောင်မှာဘယ်သူမှမဆောင်လေဟုတ်တယ်မလားအဲ့တော့ကိုကသူတို့ဒါကိုလုပ်နေကြတယ်ဆိုပြီးတော့ပဲကိုကပြန်ပြောပြလိုက်တာတပ်ပါစံအနေနဲ့ပေါ့နော်ဒီပြန်တစ်ဖက်လူပြန်ပြောပြရဲဒါပေမဲ့တစ်ဖက်လူကဒါကိုလုပ်ချင်တယ်မှလုပ်နေမှာမလုပ်ဘူးအဲ့လိုမျိုးအားကြောင့်မို့သူကပြောတာလေဒီအပေါ်ကစာကြောင်းလေးအဲ့ဒါကိုဆိုလိုတာပေါ့နော်ဒီ sometimes the action is not happening at the time of speaking ဒါအဲ့ဒါကိုပြောချင်တာဟုတ်နော်အခုကျွန်တော်ကအင်္ဂလိပ်စာဆရာဟုတ်ပြီနော်ကျွန်တော်စာသင်တာကအင်္ဂလိပ်စာကိုထားပါတော့ဒီမနက်9နာရီကနေညနေ9နာရီပဲထားပါတော့9နာရီ9ခွဲပေါ့ကျွန်တော်အင်္ဂလိပ်စာသင်တယ်ဒါပေမဲ့ဒီဆရာတော့အင်္ဂလိပ်စာသင်နေရပဲငါတွေ့ရတော့အဲ့လိုဆိုရင် he is ဒါပေမဲ့သူပြောတဲ့အချိန်ကထားပါတော့ညနေ9နာရီဖြစ်နေပြီဟုတ်ပြီဒါပေမဲ့အဲ့ချိန်မှာကျွန်တော်စာမသင်တော့ဘူးလေဒါသူ့အနေနဲ့သူထင်တာကိုပြောပြရမယ် he is နော် teaching English အဲ့လိုပြောပါတော့ပြောချင်တာခါကြရင်ဒီ present continuous tense ကိုလက်ရှိလုပ်နေရအောင်ဘာလုပ်နေရလဲဆိုတော့ပြောပြခြင်းနဲ့သုံးလို့ရတယ်တကယ်တကယ်လုပ်နေရင်လည်းပေါ့နော်အဲ့လိုမလို့ပဲလည်းကိုကတခြားတစ်ခုလုပ်နေရတာမျိုးဆိုရင်လည်းပြောလို့ရတယ်ပြန်ဖြေရတဲ့ပုံမျိုးပေါ့အဓိကကတော့မင်းဘာလုပ်နေလဲငါဒါလုပ်နေရဲ့ဒါပေမဲ့တကယ်တကယ်ဒါလုပ်နေရလားဆိုတော့မဟုတ်ဘူးမင်းနဲ့ငါဖုန်းပြောနေနေမင်းမိတာငါဖြေနေရပေါ့အဲ့လိုမျိုးနောက်တစ်ခုကတော့ကိုပြောနေတဲ့အချိန်မှာတစ်ဖက်လူကကိုပြောနေတဲ့အရာလုပ်ချင်မှလည်းလုပ်နေလိမ့်မယ်လုပ်ရင်လည်းလုပ်နေလိမ့်မယ်မလုပ်ရင်လည်းမလုပ်ဘူးအဲ့ဒါပဲဟုတ်ပြီဆရာတို့ဆိုနောက်တစ်ခုဒီကိုသွားကြည့်အောင်ဒီမှာဆိုရင်တော့ you can use the present continuous ပေါ့နော်ဒီ present continuous ကိုဆရာတို့ဒီအသုံးပြုလို့ရတယ်ဘာဒီ time expression ပြရတယ် today တို့ this week တို့ this year အောင်အသုံးပြုလို့ရတယ်ပြောချင်တယ်you're working hard today ဟာမင်းဒီနေ့အလုပ်အရင်စူးစမ်းနေရပဲနော်ဟုတ်လားတခြားနေ့ရတော့ပုံမှန်မစူးစမ်းဘူးဒီနေ့မှထူးတဲ့အလုပ်တွေချင်းစူးစမ်းနေတယ်အဲ့လိုမျိုးကြာရင်ဆရာတို့ကအဲ့လိုပုံစံမျိုးပေါ့နော်ပြောချင်တာ yes I have a lot to do အမလုပ်စရာအများကြီးရှိရလေ the company I work for isn't doing so well this year လုံးနေတဲ့ကုမ္ပဏီကဒီနေ့တော့အခြေအနေသိပ်မကောင်းဘူးအဆင်ပြေမနေဘူးအဲ့လိုပြောချင်တာဟုတ်ပြီနော် this year တို့ today တို့ this week တို့ပါလို့ပေါ့နော်အဲ့ around the present time ပေါ့ဒီလက်ရှိပြစ္ဆုတ်ပံကာလပေါ့နော်ဒီ present ကာလဝန်းကျင်မှာဖြစ်နေတဲ့အရာတွေကိုလည်းဆိုတော့ present continuous tense နဲ့ပြောလို့ရပါတယ်ဟုတ်ပြီဒီမှာဆိုတော့အောက်ကဟာတော့ဒီ we use present continuous when we talk about a change that has started to happen ဒါဘာပြောလဲဆိုတော့ present continuous tense ကိုဘယ်လိုချိန်မှာသုံးပြလဲဆိုရင် that has started to happen ပြောင်းလဲဖို့ဖြစ်ပျက်ဖို့နော်စတင်လာတဲ့ပြောင်းလဲချက်တစ်ခုအကြောင်းငါတို့ကပြောချင်တာပြောမယ်နော် to happen ဖြစ်ပျက်ဖို့ that has started စတင်လာတဲ့ about a change ပြောင်းလဲမှုတစ်ခုအကြောင်းငါတို့ပြောတဲ့အခါကျရင် present continuous tense ဆိုတော့သုံးရတယ်အဲ့လိုမျိုးကြာရင်ဆိုတော့ဘယ် verb တွေကိုသုံးလဲဆိုရင်အောက်မှာရှင်းပြတာ we often use these verbs in this way ဆိုတော့ဒီအောက်ပါပုံစံတိုင်းပဲဒီ verb တွေကိုသူကအသုံးပြုတယ်ဥပမာ getting becoming starting beginning changing improving increasing rising falling going ဒီတိုင်းဆိုတော့ကြည့်နေရင်တော့နားလည်မှာမဟုတ်ဘူးအဓိကဆိုတော့ဒီကိုတကယ် speaking မှာပြောမှရေးမှာပဲအော်ဒါကဒီလိုပါလားဆိုရင်သိပါဟုတ်နော်ဒါကြီးကတော့နည်းနည်းတော့ရှုပ်တယ်အားကြောင့်is your ဒါဆရာနည်းနည်းလေးကြည့်ကြည့်အောင်နော်ဥပမာလေးis your English getting better အဲ့တော့ is your English getting better ဒါတော့ speaking pattern ကိုသိရင်ပိုကောင်းတယ်ပေါ့ဆိုတော့ speaking pattern မှာပါရှိလဲဆိုတော့ဘာတော့ he is getting taller တို့သူကပိုပြီးတော့အရက်ရှည်လာတယ်တို့အဲ့လိုမျိုးကွာဆိုလို့ subject verb be getting more comparative adjective အဲ့လို adjective pattern တွေကိုသိတာဒီကောင်လေ့လာတာပို့လို့ရတယ်ဒီစာအုပ်ကပြောမှဆိုတော့ status စာအုပ်မဟုတ်ဘူးပေါ့နော် elementary စာအုပ်မဟုတ်ဘူးပေါ့နော်ဒီကနေ့နဲ့ဆိုတော့ဒီ intermediate level တော့သွားစာအုပ်ဆိုတော့နည်းနည်းအခြေခံလေးကောင်းရင်တော့ဒီဗီဒီယိုကြည့်ပြီးလေ့လာတာတကယ်ပို့လွယ်ပါတယ်အခြေခံမကောင်းဆိုရင်ဆိုတော့တခြားစာအုပ်နဲ့ပြောင်းလေ့လာတော့ပိုကောင်းမှထင်တယ် and the population of the world is increasing very fast ပေါ့နော်ဒီကမ္ဘာလူဦးရေကအရင်မြန်ဆန်စွာနဲ့တိုးမြင့်လာတယ်ပေါ့နော်ဒီမျိုးဒါပေါ့နော်သုံးလို့ရပါတယ် at first ပထမတော့ I didn't like my job ဆိုတော့ငါလုပ်ငန်းသဘောမကျဘူးပေါ့နော်သဘောမကျခဲ့ဘူး but I'm starting to enjoy now အခုတော့ငါစပြီးတော့နည်းနည်းလေးသဘောကျစပြုလာပေါ့ oh no I'm subject verb to be starting to plus for one ပေါ့ဒီကဒါသူ speaking pattern ပေါ့နော်နောက်တော့ဥပမာလေးဆိုထားပါတော့ငါအကောင်လေးကငါအစားတော့
noticeable Sonia. He was so crossing my eyes. But now I'm starting to get into him. Starting to be into him ငါသူ့ကိုနည်းနည်းလေးစိတ်ဝင်စားလာကြွေးလာပေါ့အဲ့လိုမျိုးဒီပုံစံကိုသုံးလို့ရတယ်အဲ့လိုပုံစံမျိုးပဲဆိုတော့ဒီ is beginning becoming တို့ beginning တို့ changing အဲ့ဒါရရှိရဆို subject တွေ verb to be နဲ့တွဲပြီးသုံးရမယ့်ဟာကြီးပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ဒီအောက်က D လေးကတော့ပြောအောင်ဆိုရင်တော့ဒီ continent defect တွေနဲ့ပတ်သက်တဲ့ဆိုတော့ sadness days ဟိုရေးဖူးပြောပူးရဆိုရင်တော့နားလည်ပါလိမ့်မယ်ဒီမှာဒီဥပမာတွေကလို့ပေါ့နော်is your English getting better တို့ is increasing တို့ I'm starting to bless by one တို့တစ်ခါကြရင်ဆိုတော့နောက်က 2 plus 1လိုက်ရတဲ့ဘက်တွေရှိတယ်တစ်ခါကြလည်းလိုက်စံမလို့ဟာရှိတယ်ဥပမာပြဒီမှာဆိုရင်ဆိုတော့ဒီပါနော်ဒီ getting လို့နာမှာဆိုတော့ဘာမှထူလိုက်စံမလို့နောက်ကဆိုတော့ more comparative adjective ပဲဒီ2 adjective ပဲသုံးရတာဒါပေမဲ့ starting လို့ကြတော့2 plus 1လိုက်ရတယ် changing လို့ပါလို့ဆိုရင်လည်းလိုက်စံမလို့ improvement လိုက်စံမလို့လိုမျိုးပေါ့နော်ဆိုတော့ဒီ2 plus 1လိုက်ရတဲ့တချို့ဘက်တွေတချို့ရှိရယ်မရှိရဘက်တွေလည်းရှိပါတယ်အဲ့လိုမျိုးပါပဲဟုတ်ပြီဒါတော့ကျတော့ဒီ present continuous tense နဲ့ပတ်သက်တဲ့ဒီပထမဆုံးတစ်ခါပေါ့နော် universal ဆက်ရှင်းပြသွားပါအားလုံးပဲနားလည်မလို့ထင်ပါတယ်နောက်ဗီဒီယိုမှာလည်းဆက်တွေ့ကြပါမယ်